အားလုံးပဲမင်္ဂလာပါကျွန်တော်အခုပြမဲ့စေးနီးတွေကတော့နော်ညောင်းညာကြိုက်ခဲတဲ့လူတွေအတွက်ကျွန်တော်အင်္ဂလိပ်စေးမထိုးပါဘဲနဲ့ဗမာစေးနီးနော်ညောင်းညာကြိုက်ခဲအားရကုန်ခန်းနေတဲ့သူတွေကိုကျွန်တော်ကို line မှာဆရာတယောက်ကလောက်ပြသွားပြီးတော့သူကိုယ်တိုင်တောက်ပြသွားတယ်အဲ့ဒါလေးကိုကျွန်တော်သုံးဆွဲရှိတာနော်အဲ့ဒါတောက်ပြီးတဲ့နေ့မှာပဲကျွန်တော်အကျော်တွေစိုင်းတာကောင်းပါတယ်လို့နော်အဲ့ဒါကျွန်တော်အခုလောက်ပြမယ်ကျုပ်နော်ဗမာကျုပ်အများကြီးမလို့ဒီမှာကျုပ်ကိုခွဲချလိုက်ပြီဟုတ်ပါဗျာဗမာကျုပ်ကိုခွဲချလိုက်ပြီဟုတ်ကျုပ်ခွဲထားတယ်ဒါမှကျုပ်အစ်စ်ရရင်ပိုကောင်းတော့ဗမာကျုပ်အစ်စ်ရရင်ပိုကောင်းတယ်အဲ့ဒါပြီးတာနဲ့ကြားလေးတစ်စွန်းထည့်လိုက်တယ်ဗျာကြားထုံးပြီးတော့တံမယာသီးကလည်းအဲ့လိုအစ်စ်နော်ဒီအစ်စ်ရမှာအစ်စ်ရရင်ပိုကောင်းတယ်တံမယာယုံနဲ့ဆိုသိအာနိသင်မထည့်ဘူးလိုင်းပေါ်မှာကျွန်တော်လောက်ပြသွားပြီးတော့သူလောက်တဲ့အတိုင်းကိုကျွန်တော်တောက်ကြည့်လို့ဒါကျွန်တော်ပြန်မျှဝေပေးတာတော့ကောင်းတယ်တံမယာသီးကိုအဲ့လိုတံမယာသီးစစ်ကိုအဲ့လိုညှစ်ထည့်လိုက်တယ်ဆိုတော့အညှိအားကိုထိန်းသွားတယ်အဲ့တော့ဘာထည့်လဲတစ်ခုပဲလိုတော့တယ်အဲ့တစ်ခုကဘာလို့ဆိုရနွေးပွက်ပွက်ဆူတာလေးကိုလက်တစ်လုံးလောက်ပဲထည့်လိုက်ဟုတ်ပြီလားထည့်ပြီးပါရင်ဒီလိုမှွေလိုက်မယ်ခဲကောင်းတာဗျာနော်အဲ့ဒါအခုအားရင်ကုန်ခန်းနေတဲ့သူတွေဘာတွေအတွက်ကိုကျွန်တော်ကတစ်ဆင့်ပြန်ပြီးတော့မျှဝေပေးတာပါနော်တောက်ကြည့်ပါကျွန်တော်2ရက်လောက်တောက်တာတော်တော်ကောင်းပါတယ်အဲ့ဒါကြောင့်မလို့ပြန်မျှဝေပေးတာပါအဲ့ဒါတကယ်တောက်လို့တကယ်ကောင်းရင်နော်အားလုံးကျွန်တော်နဲ့တူကျွန်တော်ကိုနီးပြသွားတဲ့ဆရာသမားကိုလည်းကျေးဇူးတင်ပြီပါနော်ထားပြီအညှိနဲ့ပြောက်တယ်တံမယာအညှိထိန်းတယ်တကြားနဲ့ကောင်းတာကမှတဝက်ကြပါပြီနော်ကုံထောင်းနေမှာတော်ကောင်းပါလေတော်ကောင်းတာအားရင်ခုန်ခန်းတဲ့လူတွေပါအတွက်တော်ကောင်းတာဒီမှာလက်ကြံလေးကိုကျွန်တော်ထပ်ပြောပြီးတော့ဒါတော့အစ်စ်ပါဗျာအောက်မှာတကြားနဲ့တံမယာနံလေးကကြံပြီးတော့ဒါလေးကိုထပ်ပြီးတော့မှုပြီးထပ်တောက်တာနော်ကျုပ်ကဗမာကျုပ်စစ်ဆိုပိုကောင်းတယ်တံမယာကြီးကတံမယာကြီးစစ်နဲ့လို့တံမယိုတွေပါနေတော့မကောင်းဘူးတံမယာကြီးစစ်နဲ့ဒါကျွန်တော်တံမယာကြီးစစ်နဲ့တောက်ထပ်ချပြီဟောရုပ်တောက်ကြည့်အားလုံးကောင်းစီရမယ်ဗျာကျွန်တော်လည်းပထမလေဖြန်းလာတာအဆရာပြောတော့မှကျွန်တော်တောက်လိုက်တာတော်တော်ကောင်းတယ်ကိုတင်ပြဆိုလက်တီစားပြီးတော့ခြေကုန်လာမှကြာရင်လို့ဖြစ်တာတော်တော်ကောင်းတာဗမာကျုပ်တော့ကောင်းတယ်အားလုံးကိုကျေးဇူးတင်ပါတယ်